ဘုရားဆန်းကတိုင်းသူပြည်သားစံကြရမဟုတ်ပဲတိုင်းသူပြည်သားတွေနဲ့ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့အရာရှိတွေခြေလေတဲ့စနစ်ဆိုးမျိုးရှိနေအများပြည်သူတို့ဆန္ဒနဲ့လုတ်ကန်ရတဲ့ဒီမိုစီဝါဒခင်မစားနိုင်တဲ့ဖက်စစ်ဝါဒစင်တူရိုးမတွေပေါ်လာနိုင်တယ်လို့သတိထားကြရင်ပြောခဲ့ပါသေးတယ်ဒါပြင်တမရဖခင်ကြီးဘုရားဆန်းကတမရနဲ့ဆန်ရင်းလေးလဲလိုက်နာရအခုလိုမိတ်ဆွေခဲ့ပါတယ်ဗမာလူလိုက်တမတော်သည်အုတ်ချုပ်ရေးနိုင်ငံရေးနဲ့ပတ်သက်၍အလင်းစွဖက်ချင်းပြုလို့မဟုတ်ဗမာလူလိုက်တမတော်ဘုံများနဲ့တပ်သားများသည်ပါတီနိုင်ငံရေးအုတ်ချုပ်ရေးကိစ္စများနဲ့ပတ်သက်၍ပါဝင်စွဖက်ချင်းအလင်းမရှိစေရလို့နိုင်ငံရဲ့စီလုံးညီညွတ်ရေးကိုရည်ရွယ်ပြီးရှောင်းရန်ဆောင်ရန်ကိုလည်းလမ်းညွှန်ခဲ့ကြောင်းဗိုလ်ချုပ်အစမ်းရဲ့နိုင်ငံရေးကံတော်ဝင်စာအုပ်မှာလေ့လာတွေ့ရှိရပါတယ်။တဖန်တမတော်ဖခင်ကြီးကတမျိုးသားလုံးညီညွတ်ရေးကိုရည်ရွယ်ပြီးဒီတမတော်ဟာလူတဦးတယောက်အတွက်တည်ထောင်ထားတာမဟုတ်ဘူး။တနိုင်ငံလုံးတမျိုးသားလုံးပဲဖြစ်တယ်။ဒီတမတော်ဟာတစ်ဖွဲ့တစ်ပါတီလူတစုအတွက်တည်ထောင်ထားတာမဟုတ်ဘူးတနိုင်ငံလုံးတစ်မျိုးသားလုံးအတွက်ဖြစ်တယ်လို့ညီတို့သောတမတော်မျိုးဖြစ်တဲ့သည်ကိုအထူးသတိပြုဆင်ခြင်ပွဲရာမိန့်ကြားခဲ့တာကိုဘုရားအောင်ဆန်းရဲ့ရှားပါးမိန့်ခွန်းမှာဖတ်ရှိရပါတယ်ဘုရားအောင်ဆန်းကတိုင်းနာများအရေးနဲ့ဆန်ရည်လဲတောင်တန်းဒေသများအတွက်နေတွင်အုပ်ချုပ်ရေးတွင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိကြောင်းကိုပင်လုံစာချုပ်အပိုင်9ကိုလက်ခံခဲ့ပါတယ်။တောင်တန်းဒေသရှိပြည်သူတို့သည်ဒီမိုစီတိုင်းပြည်များတွင်အခြေခံအခွင့်အရေးနှင့်ရပိုင်ခွင့်များဟုသတ်မှတ်ထားသည့်အခွင့်အရေးများနှင့်ရပိုင်ခွင့်များကိုရရှိခံစားစေရမည်ဟုလည်းပင်လုံစာချုပ်အပိုင်9တွင်သဘောတူခဲ့ပါတယ်။